အဲ့ဒီချိန်တော့ဒီစစ်တောင်းမြင့်ရဲ့ဒီအရှိဘရဲ့ဒီခံစစ်လိုင်းမှာပေါ့နော်ဟိုခုခံနေတဲ့ဒီတန်ချက်ကာက9စီးရှိတယ်ပေါ့နော်တန်ချက်ကာက9စီးကိုဒီဂျပန်တွေကဘယ်လိုပုံစံမျိုးဟိုဖျက်ဆီးခဲ့ရလဲဆိုရင်တော့အသေးခံပြီးတော့သူဖျက်ဆီးခဲ့ရတယ်ပေါ့နော်ဟိုအားလုံးပဲမင်္ဂလာပါခင်ဗျာ Jammin YouTube Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကဒုတိယကမ္ဘာစစ်တုန်းကပေါ့နော်ဒုတိယကမ္ဘာစစ်တုန်းကတော့ကျွန်တော်မြန်မာပြည်ကိုဂျပန်တပ်တွေဝင်လာခဲ့တယ်ပေါ့နော်ဂျပန်တပ်တွေဝင်လာခဲ့တဲ့အခါမှာဆိုရင်မြန်မာပြည်ရဲ့မြစ်ကြီး3စင်းကိုသူတို့ဖျက်ကျော်ပြီးတော့မှဒီမတွေကိုရောက်တယ်ပေါ့နော်ပထမမြစ်ကကျွန်တော်တန်လွင်မြစ်ဒုတိယမြစ်ကစစ်တောင်းမြစ်တတိယမြစ်ကအေယာဝတီမြစ်အဲ့လိုမျိုးမြစ်3စင်းကိုဖျက်ကျော်ပြီးမှသူတို့မြန်မာပြည်တွေသူတို့ဝင်ရောက်လာခဲ့တယ်ပေါ့နော်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာစစ်တောင်းမြစ်ကူတိုက်ပွဲပေါ့နော်စစ်တောင်းမြစ်ကူတိုက်ပွဲမှာကြုံတွေ့ခဲ့တဲ့ဒီတပ်သားလေးတယောက်ရဲ့အကြောင်းကိုကျွန်တော်မျှဝေပေးခြင်းတယ်ပေါ့နော်အဲ့ဒီတိုက်ပွဲမှာသူကြုံတွေ့ခဲ့တဲ့ဒီတိုက်ပွဲအတွေ့အကြုံနဲ့အင်္ဂလိပ်တွေဘက်ကသူတို့ဘယ်လိုပုံစံမျိုးခုခံခဲ့တယ်သူတို့ဘက်ကလည်းဘယ်လိုမျိုးရွရွချွချွနေတိုက်ထုတ်ခဲ့ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာမျှဝေပေးမှာပေါ့နော်အဲ့ဒီကသားနာမည်ကယောရှိဇိုအာဘဲလို့ခေါ်တယ်ပေါ့နော်သူကဘယ်တက်မှာတာဝန်ထမ်းဆောင်တာလဲဆိုတော့အမှတ်33တက်မရဲ့တက်ခွဲအမှတ်1မှာတာဝန်ထမ်းဆောင်တဲ့ယောရှိဇိုအာဘဲပေါ့နော်သူကအဲ့ဒီတက်ခွဲမှာသူတာဝန်ထမ်းဆောင်နေတော့ကတိုင်ကြုံတွေ့ခဲ့တဲ့ဒီစစ်တောင်းမြစ်ကူတိုက်ပွဲအကြောင်းကိုသူတည်တည်ချာလေးသူရေးထားတယ်ပေါ့နော်သူရဲ့နှုတ်မဆုတယ်မှာအချိန်ကာလက1942ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့ပေါ့နော်အဲ့ဒီအချိန်မှာဒီဂျပန်တပ်တွေကလည်းတိုက်ပွဲတွေဖြစ်နေတယ်ပေါ့နော်ဒီစစ်တောင်းမြစ်ရဲ့ဒီအရှေ့ဘက်မှာကြတော့အင်္ဂလိပ်တပ်တွေရှိတယ်ဗျာဒီအနောက်ဘက်မှာလည်းအင်္ဂလိပ်တပ်တွေရှိတယ်ဗျာအလယ်မှာကျတော့ဒီစစ်တောင်းမြစ်ကြီးခြားထားတယ်ပေါ့နော်အဲ့လိုအခြေအနေမှာဒီဂျပန်တပ်တွေကလည်းစစ်တောင်းမြစ်ကိုကြော်ပြီးတော့မှမြန်မာပြည်အတွင်းပိုင်းထဲကိုဒီဝင်လို့ရမှာပေါ့နော်အဲ့ဒီခြားမှာဒီစစ်တောင်းမြစ်ဒီအရှေ့ဘက်ဒေသမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ပေါ့နော်စစ်တောင်းမြစ်ကူတရားပေါ့နော်စစ်တောင်းမြစ်ကူတရားရဲ့ဒီအရှေ့ဘက်ခံစစ်လိုင်းကိုဦးဆောင်နေတဲ့ဒီဗီဒီရှက်တပ်တွေရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာဗီဒီရှက်တန်ချက်ကတပ်ရင်းနေနဲ့အိန္ဒိယတပ်မတွေရှိတယ်ပေါ့နော်အဲ့သူတို့ကပူးတွဲပြီးတော့ဒီဂျပန်စစ်ကြောင်းကိုခုခံတယ်ပေါ့နော်ဂျပန်ကလည်းဒီစစ်တောင်းမြစ်ကိုသူဖြတ်ဖို့အတွက်အဲ့ဒီခံစစ်ကြောင်းမှာခုခံနေတဲ့ဗီဒီရှက်တပ်တွေနဲ့ပြင်းပြင်းထန်ထန်တိုက်ခဲ့တယ်ပေါ့နော်ဘယ်လောက်ထိတောင်အချိန်တွေစိုးွားခဲ့လဲဆိုရင်အင်္ဂလိပ်တွေကတန်ချက်ကတပ်တွေရှိတယ်ဒီဂျပန်တွေကတန်ချက်ကတပ်တွေမရှိသေးဘူးနောက်ကနေပြီးတော့မှထောက်ဖို့လမ်းကြောင်းတွေလည်းအပြည့်အဝမပွင့်သေးတဲ့အတွက်လိုအပ်တဲ့ဒီလက်နက်ခဲယမ်းတွေလည်းသူအပြည့်အဝမရသေးဘူးပေါ့နော်အဲ့လိုအခြေအနေမှာသူတို့ဒီဗီဒီရှက်တက်တွေရဲ့ဒီတန်ချက်ကတက်ကိုသူတို့ဘယ်လိုပုံစံမျိုးသူတို့တိုက်ခိုက်ခဲ့ရလဲဆိုရင်အသေးခံပြီးတော့သူတို့တိုက်ခိုက်ခဲ့ရတယ်ပေါ့နော်ဒီဗီဒီရှက်တွေရဲ့ဒီတန်ချက်ကတွေကသူတို့ရဲ့ဒီခြေကုပ်ယူထားတဲ့ဒီနေရာတွေကိုတောက်လျှောက်လက်နက်ကြီးတွေပစ်ကူပေးတယ်ဒီစိုးမိုးတောင်ကုန်းတွေကနေပြီးတော့မှဒီအမြောက်ကြီးတွေနဲ့ပစ်တယ်ပေါ့နော်ပစ်တဲ့ခါကျတော့ဒီဂျပန်စစ်သားတွေကဘလို့မှမလူးတာမလိမ့်တာဖြစ်တယ်ပေါ့နော်ဒီလိုမလူးတာမလိမ့်တာအခြေအနေမှာဂျပန်တပ်တွေကရွေးချယ်တာမရှိတော့ဘူးအင်္ဂလိပ်တွေရဲ့ဒီတန်ချက်ကာတပ်တွေကိုဒီမိုင်းခွဲတယ်ပေါ့နော်ဒီအသေးခံမိုင်းတွေခွဲပြီးတော့သူဟိုရက်တက်အောင်လုပ်ရတယ်ပေါ့နော်အဲ့ဒီအချိန်တော့ဒီစစ်တောင်းမြစ်ရဲ့ဒီအရှိဘရဲ့ဒီခံစစ်လိုင်းမှာပေါ့နော်ဟိုခုခံနေတဲ့ဒီတန်ချက်ကာက9စီးရှိတယ်ပေါ့နော်တန်ချက်ကာက9စီးကိုဒီဂျပန်တွေကဘယ်လိုပုံစံမျိုးဟိုဖျက်ဆီးခဲ့ရလဲဆိုရင်တော့အသေးခံပြီးတော့သူဖျက်ဆီးခဲ့ရတယ်ပေါ့နော်မာဒီမိုင်းတွေတက်တယ်ဗျာဒီမိုင်းတွေတက်ပြီးတော့ဒီတန်ချက်ကာကအောက်ကိုထိုးဝင်ပြီးတော့တိုက်ခိုက်တယ်ပြီးတော့ကာသူတို့ဒီမီးပလင်းတွေနဲ့သူတို့ပစ်တယ်ပေါ့နော်ပစ်ပြီးတော့ဒီတန်ချက်ကာကိုသူ3စီးလားမြည်သူတို့ဖျက်ဆီးလိုက်နိုင်တယ်ပေါ့နော်ဖျက်ဆီးလိုက်နိုင်ရင်ကျန်တဲ့2စီးကတော့သူတို့လွတ်သွားတယ်ပေါ့နော်အဲ့လိုမျိုးသူရေးထားတယ်အဲ့လိုမျိုးတင်ရင်တိုက်ခိုက်ပြီးတော့ဒီစစ်တောင်းမြစ်ရဲ့ဒီအနောက်ဘက်ကောင်သူကူးနိုင်မှုသူတို့စူးစမ်းတယ်ပေါ့နော်ဒီစစ်တောင်းမြစ်ဒီအရှေ့ဘက်လိုင်းမှာဒီတောင်ကုန်းပေါ့နော်ဒီဗီဒီရှက်နဲ့ဒီအိန္ဒိယတပ်တွေခံစစ်ယူထားတဲ့ဒီတောင်ကုန်းခံစစ်လိုင်းပေါ့နော်အခုခေတ်စကားနဲ့ပြောရမယ်ဆိုတော့ဗျူဟာကုန်းပေါ့အဲ့ဒီတောင်ကုန်းပေါ်ကျတော့ဒီဂျပန်တွေကကျတော့ဟိုဒီတိုင်းအသေးခံကြီးတော့သူတက်တယ်ပေါ့နော်သူတို့ကဟိုအင်္ဂလိပ်နဲ့သူအသက်ချင်းလဲပြီးတော့ဒီတောင်ကုန်းကိုသူတို့တက်သိမ်းနေပေါ့နော်တက်သိမ်းတဲ့အချိန်မှာအဲ့ဒီအင်္ဂလိပ်ဘက်ကဒီစစ်သား29ယောက်ပေါ့နော်ကျန်တဲ့လူတွေကအကုန်တည်ပြီးတော့ဒီ29ယောက်ကျတော့သူတို့လက်နက်ချအညံ့ခံတယ်ပေါ့နော်ဒီအရေးပါတဲ့စိုးမိုးတောင်ကိုသူတို့သိမ်းပိုက်နိုင်ခဲ့တယ်ပေါ့နော်ဘုံကိုသူတို့သိမ်းပိုက်ပြီးတဲ့အချိန်မှာအနောက်ဘက်ကမှာရှိနေတဲ့အင်္ဂလိပ်တပ်တွေကပေါ့နော်သူတို့တောက်လျှောက်အဝေးပြစ်အမြောက်ကြီးတွေသူတို့တောက်လျှောက်ပစ်တယ်ပေါ့နော်ပစ်တဲ့ခါကျတနေ့နဲ့တညလားမသိဘူးတောက်လျှောက်တိုက်ပွဲရပြင်းထန်ခဲ့တယ်ပေါ့နော်သူတို့ဘက်ကလုံးဝခံစစ်သေးနဲ့ပဲသူတို့ခုခံခဲ့ရတယ်ပေါ့နော်ပြန်ပြီးတော့မတိုက်ခိုက်နိုင်ခဲ့ဘူးပေါ့နော်ဂျပန်တပ်တွေကဒီစစ်တောင်းမြစ်ကိုကြော်ပြီးတော့ဝင်လာမှာဆိုလို့ဗီဒီရှက်တပ်တွေကပေါ့နော်ဒီစစ်တောင်းမြစ်ဓာတ်ကိုသူချိုးပြီးတော့တို့ဖြတ်စည်းခဲ့တယ်ပေါ့နော်ဒီမြစ်ကူတရားကိုသူချိုးပြီးတော့သူတို့မတည်နိုင်တဲ့ဒီလက်နက်ကြီးတွေဟော်ဝေဇာတွေအမြောက်တွေအကုန်လုံးကိုဒီမြစ်ထဲကိုသူပစ်ချခဲ့တယ်ပေါ့နော်ပစ်ချပြီးတော့ဒီကြံရှိနေတဲ့ဗီဒီရှက်တပ်တွေကရန်ကုန်နဲ့ဒီပဲခူးဘက်ကိုတက်ပြန်ဆုတ်သွားခဲ့တယ်ပေါ့နော်အမှကျွန်တော်စဉ်းစားမိတာပေါ့နော်
အင်္ဂလိပ်ပဲဖြစ်ဖြစ်ဂျပန်ပဲဖြစ်ဖြစ်သူတို့စစ်တို့စစ်ဆုပ်လုပ်တယ်ပေါ့လုပ်တဲ့ခါကျသူတို့မနိုင်မှန်းလဲသိလဲပြီးတော့ဒီစစ်တောင်တရားယူသူတို့ချိုးသွားတယ်ပေါ့နော်ချိုးပြီးတော့သူတို့ဆုပ်သွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဒီစစ်ရဲ့သဘောတဘာဝကလည်းအတက်အဆုပ်တွေရှိပြီးတော့ဟိုရန်သူကချောချောမွေ့မွေ့နဲ့ကိုယ့်နေရာကိုမေလာနိုင်ဘူးပေါ့နော်ဒီဝင်လန်းထွက်လန်းတွေအကုန်လုံးကိုသူတို့ဖျက်ဆီးခဲ့တဲ့သဘောတဘာဝတွေကိုလည်းတွေ့ရတယ်ပေါ့နော်ဒီအရေးကြီးချက်လက်တွေနဲ့ဒီလက်နက်ခဲယမ်းတွေဒီရန်သူလက်ထဲမှာပါသွားအောင်ဖျက်ဆီးခဲ့တဲ့ဆိုတဲ့တာတကားတွေကအခုမှရှိခဲ့တာမဟုတ်ဘူးเนาะကျွန်တော်ဒုတိယကမ္ဘာစစ်တဲ့ဟိုကမြင်တွေ့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဒီတိရှော့ဂျပန်လောက်ခဲ့တယ်ပေါ့နော်နောက်ပြီးတော့ဒီဂျပန်ဘက်ကစစ်ဗိုလ်တွေရေးထားတာဒီအဲ့မြန်မာပြည်ကိုသူတို့တိန်းတော့อ่ะပေါ့နော်မြစ်3စင်းကိုသူတို့ဖျက်ကြတယ်ပေါ့နော်တန်လွင်မြစ်စစ်တောင်းမြစ်အေယာဝတီမြစ်အဲ့လိုမျိုးဖျက်ရတဲ့အထဲမှာမှဒီအေယာဝတီမြစ်ကိုသူတို့ဖျက်ကြတာသူတို့အခက်ဆုံးပဲဆိုပြီးတော့သူတို့ရေးထားတယ်ပေါ့နော်ဒီတန်လွင်မြစ်နဲ့စစ်တောင်းမြစ်ကိုကြတော့သူတို့ဒီလောက်ထိခက်ခက်မတိုက်ရဘူးပေါ့နော်မတိုက်ရဘဲနဲ့တိုင်းနာကလေးသူတို့ပေးဆက်ပြီးတော့မှဒီမြစ်ကိုသူတို့တိန်းပိုက်နိုင်ခဲ့တယ်ပေါ့နော်မြစ်ကိုကျော်ပြီးတော့ဘက်မှာရှိတဲ့ဒေတာကိုသူတို့တိန်းပိုက်နိုင်ခဲ့တယ်လို့အဲ့လိုမျိုးရေးထားတယ်ပေါ့နော်စစ်တောင်းမြစ်ကူတိုက်ပွဲမှာဒီကိုရိုင်းပါဝင်ခဲ့တဲ့ဒီဂျပန်တပ်သားလေးတယောက်ရေးထားတဲ့အတွေ့အကြုံလေးကိုကျွန်တော်ပြင်လည်ပြီးတော့မျှဝေခဲ့တာဖြစ်တာပေါ့နော်ထပ်ပြီးတော့လည်းဒီဂျပန်စစ်သားတယောက်ချင်းစီကမြန်မာပြည်ကိုသူတို့တိန်းတော့ကဟိုရေးထားတဲ့ဒီစိတ်ဝင်စားဖွယ်အတွေ့အကြုံတွေဘူးတိတာတွေကိုထပ်ပြီးတော့လည်းမျှဝေပေးအောင်မယ်ပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျတောင်းဝန်ဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ